အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ပြောချင်တဲ့ drawing interaction အပိုင်းနှစ်ကလေးကတော့ပြီးခဲ့တဲ့အပိုင်းမှာပြောခဲ့တဲ့ကိုက်ခဲပြောက်စီးတွေနဲ့ aspirin နဲ့အတူတူကတွဲပြီးတော့တပြားနဲ့ထဲမှာမတောက်တင်ကြအောင်အဲ့ဒါလေးကိုဆွေးနွေးချင်တာပါဆိုတဲ့အခါကျတော့ aspirin တို့ဆိုတာက aspirin EC တို့ aspirin တို့မိတ်ဆွေတို့နော်တောက်တဲ့ထဲမှာပါမယ်ဆိုရင်ဒါဘာအတွက်ပြရလဲဆိုတဲ့အခါကျတော့သွေးကြောထဲမှာရှိနေတယ်နောက်သွေးခဲစီတဲ့လေးလက်လို့ခေါ်တဲ့ပစ္စည်းလေးတစ်ခုနဲ့တစ်ခုကပ်ပြီးတော့သွေးခဲဖြစ်သွားမှာကိုကာကွယ်ဖို့အတွက်ပြီးတဲ့ဆေးပါနော်ဒါကို aspirin လို့ခေါ်ပါတယ်ကိုက်ခဲပြောက်ဆေးတွေဆိုတာကတော့ကျွန်မဘာကိုပြောချင်တာလဲဆိုတဲ့အခါကျတော့နော်ဒိုင်ကလိုတို့ပြီးတဲ့အခါကျလို့ရှိရင် Alexan တို့ mefenamic acid တို့ pyroxacan တို့ဆိုတဲ့ကိုက်ခဲပြောက်ဆေးတွေပေါ့နော်သူတို့ကကြတော့COX လို့ခေါ်တဲ့ cyclooxygenase enzyme ကိုပိတ်ချင်းအားဖြင့်နော်ကိုက်ခဲနာခြင်းဖြားနာမှုတွေကိုဖြစ်စေတဲ့ prostaglandin ဆိုတဲ့ပစ္စည်းလေးမဖြစ်အောင်လို့တားမြစ်တဲ့ဆေးဖြစ်တယ်အဲ့တော့သူကအဲ့ဒီနေရာဖြစ်ကိုက်ခဲမှုသက်သာစေတယ်ဖြားနာမှုသက်သာစေတယ်ရောင်ရမ်းမှုတွေသက်သာစေတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုအတွဲပြင်ဘာဖြစ်မှာလဲဆိုတော့ကျွန်မ mechanism လေးနဲ့ရှင်းပြမယ်ဆိုတော့ aspirin က80 to 160မမဟုတ်ရင်ဒါပါ81 to 75 mg လို့ဆိုပြီးတော့မိတ်ဆွေတို့ aspirin တို့ဘာလို့တောက်တဲ့ dose နဲ့ low dose လောက်နဲ့တောက်ရင်သွေးကျစေတယ်ဒါပေမဲ့ high dose တောက်တဲ့အချိန်မှာ more than 325 mg ပေါ့နော်355 mg အထက်ကိုတောက်လို့ရှိရင်တော့high dose ဖြစ်သွားတဲ့အတွက်သွေးကျစေတယ်ဆိုရင်ဂျူးကျေးစုမရတော့ဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့ကကိုက်ခဲပြောက်စေတဲ့တူတွဲတောက်လိုက်တဲ့အခါမှာကိုက်ခဲပြောက်စေရတဲ့ acetylsalicylic acid လို့ခေါ်တဲ့ aspirin နဲ့လုံဆောင်ချက်ချင်းအတူတူပဲဒါကြောင့်မလို့သူကလည်း cyclooxygenase ဆိုပိတ်တာပဲအဲ့တော့မိတ်ဆွေတို့တပြားနဲ့တွဲတောက်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားနိုင်လဲဆိုတဲ့အခါကျတော့နော်ဒီaspirin ကို high dose တောက်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ခါကျတော့ aspirin ကိုစောစောတုန်းကလိုမျိုး low dose တောက်လို့ရှိရင်ရမယ် antiplatelet အကျိုးကျေးဇူးကိုမရရှိတော့ဘူးပေါ့နော်မရရှိတော့ဘဲနဲ့ antiplatelet effect ကိုနှောက်ယှက်လို့ဖြစ်သွားတယ်သွေးခဲစေရပေါ့ဒါဆိုရင်မိတ်ဆွေတို့ကမေးမယ်တို့ဘယ်လိုတောက်တင်လဲပေါ့တို့ဘယ်လိုတောက်တင်လဲဆိုလို့ရှိရင်ကျမတို့က aspirin ကိုနော်ဒီ NSAID လို့ခေါ်တဲ့ကိုက်ခဲပြောက်ဆေးမတောက်ခင်နာရီဝက်အလိုမှာတောက်ပါ NSAID တောက်ပြီးွားရင်တော့ aspirin က8နာရီလောက်ခြားပြီးမှတောက်တင်တယ်တော့ကောင်းဆုံးကတော့ NSAID မတောက်ခင်နာရီဝက်လိုမှာ aspirin ကိုတောက်ပြီးွားတဲ့ခါကျမှနာရီဝက်ခြားပြီးမှကိုက်ခဲပြောက်ဆေးလို့ခေါ်တဲ့ NSAID ကိုတောက်ရမယ်ပေါ့နော်အဲ့တော့ဒီလိုလေးတောက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကကိုက်ခဲနာခြင်းမှုအတွက်လည်းသူ့အကျိုးကျေးဇူးရမယ် aspirin ရဲ့ antiplatelet effect ပေါ့သွေးကျစေတဲ့ effect ကိုလည်းပြည့်ဝရရှိမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုတော့ဒီနေ့ပြောချင်တဲ့drug interaction လေးကတော့ဒီလောက်ပါပဲအဲ့တော့မိတ်ဆွေတို့အတွက်အကျိုးကျေးဇူးရရှိမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်